Hello, Mingalava. Tinoname Aboma. Tini Chrono Manga Shata Fight Sena Samaro. But Mazo Mission saying you Piba. The Quachi Seme. Lola Jazo. Peter Joyga Mino Penajare. Nalo did I make a genium? Javi, Amalado. Who can get sale one pine with the kindness. Jody over. Take on a layout in a 9 on 9 Bamla. Taliba. Tangalum Ho. Tanebe. Lily Netway so we knew a jamaro. Timanida Chitana Yala, hey, take on. Men Harigoneniana, Sempiela. Semapiula. Ale, I say enjoy tiny. Mid thousand at cuckoo, your melodian last of it. Johnny the Gina, Gibi of Johnny one. Hey, you saw them on a one. I say, gone out tiny, a fire. Then you go Yala, do that, yea, and pinning up and all. Hold it. Ba lomi man မသိတော့ဘူးကွာမင်းလို့အမကြီးဟိုမှာယူတူပိုင်းတော့ဖြစ်နေပြီဒီတိုင်းစတာနောက်တော့ပါဘာရွယ်ချက်မရှိပါဘူးကွာလေနဲ့မင်းကြိုးစားနေတာမလားမင်းပါစက်ပိတ်ထားလိုက်တော့အောင်နေနဲ့ယူကောင်တိတ်တန်းထက်လို့မှလားမင်းအိုးတောင်းမှန်ပါလေစိန်တော်ရှစ်ဖြစ်စေမင်းဖြစ်ပါဘူးရပါတယ်အဲ့တော့တရားနဲ့တရားမေးဆက်လိုက်ပါတယ်ကျမအားတယ်မှာကျမလာရီမီပါကျမတို့အစင်ပြင်းနိုင်မယ်ထင်ပါတယ်အဲ့ချိန်ကျွန်တော်ကခိုရိုနိုပါအားလုံးကတူတူတွေပါပဲပြောလိုက်ပါလိုက်ပေါ့လေကျွန်တော်ကတော့ခေတော့ပါလို့ခေါ်ပါတယ်အကောင်တသေးနဲ့ကျမကတော့ဟယ်ရီပါတဲ့ဒါကိုငါတို့ဘယ်လိုဆက်သွားရမလဲဒါနင်ဂျာဂိုင်းတစ်ခုမဟုတ်ဘူးလားပုံသေးစီးပွားရေးအကြောင်းပြောတာကြားနေတာပဲကွာဟုတ်ပြီငါတို့ကဒီဖွဲ့ရဲ့ခေါင်းဆောင်တွေပဲနောက်ပြီးဒီဘက်အကောင်စစ်နေပြင်ပေါ်ကကြောင်အယူကြောင်လို့လည်းခေါ်တယ်ဟာသိတာပဲငါတို့ကအခုဆို red 2မှာရှိတယ်နောက် mission ဖြည့်ပြီးတော့စစ်3ရောက်နိုင်တယ်ဒါဆို နောက် mission ကပါလဲအရှင်ငါ့ကိုလည်းအစားတောက်တဲ့နေရာမှာလုံနိုင်တယ်တော့တိတ်မှန်တာပေါ့ဒီအသားအများအဖြစ်တော့ဈေးကြီးရယ်အဆွဲလို့ဘာလို့ဆိုပိုဈေးကြီးတာပေါ့သားကောင်ကကြီးမှတော့တည်ရလဲခက်တယ်လေဒါကြောင့်မင်းတိုင်းမောပညာကြောင့်မသိဘူးလားသူကအသားလေးကိုမော်နဲ့တည်ပြီးသွားရောင်းတာလာဝယ်နေကြလူစီပဲဟုတ်တယ်ကျွန်တော်အဖွဲ့တယ်မထည့်သေးဘူးလားမင်းဝင်နိုင်ပါပြီမြက်အောင်မြင်တယ်တကယ်လားအရှားသူတွေကိုလည်းငါအင်တာဗျူးရအောင်ပဲထင်ခဲ့တာတိုက်ပွဲမှာတော့မင်းကငါမခေါ်သွားသေးဘူးနော်ဒါမဲ့ငါတို့မင်းကိုကောင်းကောင်းသင်ပေးအောင်ပါဒါနဲ့လီလီကဘယ်မှာလဲမင်းနဲ့အမြဲလာတာပဲဟုတ်တယ်ဒီနေ့ကျမှလက်သမီးကစီးဖို့ဆန်းနေလို့ဟဲ့ဟိုလက်သမီးမရှမ်းပြဖြစ်နေတာစင်ပြေးလားတိတ်တန်းညီတို့မင်းကညာကိုစောက်အသက်တရလောက်ငယ်သေးရဆိုတာတက်သေးရမယ်မင်းအဲ့လိုစနေရမင်းနီကိုကြိုက်ရမလားဟမ်မင်းဘလို့သိရလဲထင်သေးတယ်ကွာငါတစ်ချက်ကြည့်အောင်နဲ့သိပါတယ်တစ်ဖက်မှာတော့တိုက်ပွဲစနေပြီဟယ်ရီဂျပူမာတို့မင်းမော်စွာထုတ်အဲ့လိုလုံးရင်သူ့ရှိတော့လဲနိုင်မှာမဟုတ်ဘူးကွာတော့လာကိုဟယ်ရီဂျပူမာဒီတစ်ခါလဲစင်ကိုဖမ်းလာပဲရော့အမမင်းကောင်းမှာပိုင်ပိုင်ခွဲပြစ်မယ်လို့ပြောပြီးချနေပါတယ်အာတန်ထွက်သွားပြီလားသွားပြီ sorry ငါမယူရဘူးပြောပြီးကြော်ကြီးပြေးဖက်လိုက်ပါတယ်ငါလွတ်လိုက်ပါအာတင်ထားစမ်းပါမရှင်လိုက်ဖြစ်ရတယ်အိမ်ကထွက်လာတာ9ရက်တောင်ရှိပြီသူကငါ့ကိုလွမ်းနေမှာတေးကြတယ်ဒါပေမဲ့ငါပြန်လာလို့တွေ့ရင်ပြန်သွားဖို့လို့တော့မှမဟုတ်တော့ဘူးလေကြော်ကြီးစိတ်ကူတကားဖွင့်ချင်းကြော်ကြီးပြန်လာပြီးပြောပြီးပြေးဖက်လိုက်ပါတယ်ဘုံမပါတဲ့ခန္ဓာကိုယ်နဲ့အိမ်ကနေကြိုးဆိုပါတယ်စကားမဆက်အရှုပ်ပုံလေးတွေဖြတ်ထားပါတယ်ဗျာဒါနဲ့ပဲကျော်ရဒါဘာတူလဲမင်းကလီလီနဲ့တပုံစံလဲပါပဲလီလီမင်းလာတယ်ဟုတ်တယ်လေဒီမှာငါအပြင်ဘယ်သူရှိလို့လဲငါလီလီလေငါနဲ့နေတာကြာပြီငါ့တော့မမှတ်မိသေးဘူးလားအချိန်ကျော်ရအရင်ကနဲ့အခုနဲ့ကွာရှားလုံးလို့ပါကွာဟုတ်ဘူးအဲ့ဒါပြဿနာမဟုတ်ပါဘူးလာပြင်းနေမို့လို့လာတယ်ဟုတ်တယ်လာပြင်းနေမှာနှစ်သမီးများအကောင်လဲကြီးဟိုခါလဲကြီးစွမ်းအားလဲကြီးလာတယ်အဲကြောင့်မို့စောင်းရသည်လာပြေးဆိုရင်ပုံစံအမှန်ပြန်ရနိုင်တယ်မင်းကိုကြောက်အောင်လုံးမိတာတောင်းပန်ပါတယ်ကျော်ရတကယ်လားဒါမင်းရဲ့ပုံစံအမှန်ပဲပေါ့လာမတော့ပါနဲ့ခါလီလာပြေးကြော်ရင်ကလေးတယောက်လိုပြန်ပြောင်းသွားပါတယ်ဒါပေမဲ့စွမ်းအားကတော့တူတူပါပဲမပြောင်းလဲဘူးတဲ့လူပြိုတွေဆိုရင်တော့မင်းသိတယ်မလားကြော်ရည်တယ်မင်းကလေးတယောက်နေလည်းပဲစွမ်းအပြေးဝရတယ်လို့ငါထင်ပါတယ်ဒီကလေးတယောက်ပုံစံနဲ့ပဲငါမတ်တရားတွေရှိခဲ့ဘူးလားကော်ဗီလာတွေဖြည့်ဆည်းခဲ့တယ်တူတူမင်းနဲ့တွေ့ရတယ်တလားပဲရှိသေးရတော့မင်းကိုရှင်းပြီးသွားသလိုပဲတဲ့မင်းကိုစားတွေ့တဲ့ချိန်ငါရိမ့်မိတယ်အဲ့ချိန်မင်းကထီးကြက်နေတာမလားတဲ့ဟ
ငါ့ကိုရှင်ဖွင့်ပါလားမင်းဖေရလာလဲဘာတွေနဲ့ကြုံတွေ့ခဲ့ရလဲဆိုတာငါမင်းကြောင့်ပိုသိရှင်တာကျွန်တော်ကထိန်ရှုပ်ခံရတဲ့နေမြေကနေထွက်ပြေးလာတာကျွန်တော်ရောက်လာတော့တောထဲမှာပဲရှိသေးတာနင်းဆက်လာလဲပုံမြင်တဲ့ပုတ်ထဲကမင်းသားလို့ပဲကျွန်တော်အရှားကပါလာတယ်ပြောအောင်ယုံပါလားလက်သမီးတွေကမင်းရဲ့စိတ်ကိုဖက်နိုင်ပါတယ်ဒါကြောင့်မင်းရဲ့စကားကိုမှန်တယ်ဆိုတာငါပြောနိုင်ပါတယ်ခိုရိုနိုမင်းရဲ့ကဘာကိုပြန်ရှင်လားဒီမှာဆက်နေဖို့ဆုံးဖြတ်ထားမယ်ဖြစ်နိုင်တော့ပြန်ပြန်သေးပါတယ်ဆင်ပြေသွားမှာပါမြို့အမြဲပြောင်းထားမှာအဲ့လိုပြောပြီးရှင်ဘက်ပေါ်ခေါင်းအောင်နဲ့ဆွဲပြီးဖိထားပေးလိုက်ပါတယ်ထွက်သွားပြီးရင်ပြန်မလာနိုင်တော့ပေမဲ့တူတူရှိနေစဉ်ခါမှာတော့ထီးကျက်ရမှာမဟုတ်ပါဘူးတဲ့ငါမင်းကိုအားပေးမှာပါခိုးလို့ကျေးဇူးပါလီလီပြောပြီးသူများရင်သားကြားထဲမှာပျော်မွေ့သွားတော့ကြော်ကြီးလီလီကတော့သူ့စိတ်ကိုဖက်လို့မရပဲသူကရိုးသားတယ်ဆိုတော့ငါပြောနိုင်ပါတယ်ကျော်ကြီးကတော့သူမအခုဘလို့ပုံစံပဲဖြစ်နေပါစေလီလီကလီလီပါပဲတဲ့သူမနဲ့အတူရှိနေတဲ့ရွေတော့ငါမပြန်ရလဲကိစ္စမရှိပါဘူးတဲ့ဟဲ့ဘိုးစားပြန်ဝတ်လိုက်တော့တယ်လူပြိုဆိုတော့စိတ်ကလိုရှင်မိတာမှန်ပေမဲ့အရန်နီးကက်ကက်မနေရှင်ဘူးတဲ့ဟဲ့ငါဝတ်ပလာဖြစ်နေတာမျိုးမဟုတ်ဘူးတဲ့လက်သမီးတွေကကိုအစီရင်နဲ့ပဲဖုံးထားတာဒါကြောင့်အဖို့မဝတ်ရပါဘူးတဲ့ဘာပဲဖြစ်ပါငါအင်ဂျီဝတ်ထားလိုက်ခိုးလို့တဲ့အဲ့တော့မရှက်ပါနဲ့ကျေးဇူးပြုပြီးအဲ့လိုမလုပ်ပါနဲ့လေဒီလောက်ရှောမောတဲ့မဲကလေးကိုမြင်ပြီးတာတော့ तू ကခက်ရှိပဲတဲ့မင်းတို့တာမန်ဖြစ်ပေမဲ့မင်းရှိလို့ငါဒီမှာနေနိုင်ရပါငါမင်းနဲ့အတူရှိနေမှာပါကျေးဇူးပါခိုးလို့တစ်သက်လုံးတူရှိမယ်နော်ငါထင်တယ်ငါလည်းအဝတ်စာဖို့မှာခဲရလာတယ်မင်းကတေချာပါဦးပြန်လျှော့လာပဲအဲ့ဆိုငါ့ကိုအဲ့ဒီအတစ်ဝက်ပေးလို့ပြောရင် shutter 5တော့ပြီးဆုံးသွားပါပြီ shutter 6မှာဘလို့ထက်လာမလဲဆိုတာကြည့်ရအောင်ကျွန်တော်ပေးကို subscribe လေးနှိပ်သွားပေးပါဦးဒီကိုကျေးဇူးတင်ပါတယ်